ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့တားဆီးနေတဲ့အချက်များဒီနံပါတ်1ကတော့ကိုကဘာရောင်းရမလဲဆိုတာကိုသေချာမသိတာအဲ့ဒါကြီးကတော်တော်ကိုလမ်းပြောက်တာဗျကျွန်တော်တို့အခုလိုချိန်ဈေးကွက်ထဲမှာဘာတွေလိုအပ်နေတယ်ဝယ်သူတွေရောဘာတွေကိုလိုချင်နေတယ်ဘာတွေကိုဝယ်ဖို့ဆန္ဒရှိနေတယ်သေချာသိဖို့လိုတယ်ဗျကိုကဒီပစ္စည်းဝန်ဆောင်မှုမထုတ်ခင်ကိုထုတ်လိုက်တဲ့ပစ္စည်းကဈေးကွက်မှာအဝင်ကွင်းကြားဖြစ်ပါမလားလူတွေရောပြေးဝေခြင်းစိတ်ရှိပါမလားအဲ့ဒါကိုသေချာစဉ်းစားဖို့လိုတယ်ဗျကျွန်တော်တို့ဒီပစ္စည်းတစ်ခုမထုတ်ခင်ဒီ market service ဆိုတဲ့ဈေးကွက်ရဲ့သူ့ရင်းနာ service တက်ဆောင်ကျွန်တော်တို့ပြည်ပြီးမှထုတ်တင်နေဗျအဲ့လိုမျိုးမှကျွန်တော်မထုတ်ဆိုရင်ကျွန်တော်တို့ဒီစီးမြပတ်စံနေအကုန်လုံးဆုံးရှုံးရလိမ့်မယ်ဗျ market service ဆိုတာလည်းအရင်ကြီးကျယ်လုံနေစရာမလိုဘူးဗျကိုယ့်ရဲ့ဒီအပေါင်းအသင်းမိတ်ဆွေတွေကိုလိုက်ပြီးတော့ငါဒီပစ္စည်းထုတ်ချင်ဒါနင်တို့ဆိုရင်ဝယ်ဖြစ်လားကိုယ်နဲ့တည်တည်မြသူတွေကိုလိုက်ပြီးမေးဘယ်လိုအချက်တွေပိုင်းဝယ်ခြင်းလဲပြီးတော့ဘယ်လိုဈေးနှုန်းနေလဲဆိုရင်တော့ဝယ်ခြင်းလဲအဲ့ဒါလေးစမ်းပြီးတော့လုပ်တင်နေဗျလုပ်တင်ပြီးတော့အဲ့ဒီချက်တွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီ market ကို testing လုပ်ပြီးတော့စမ်းပြီးထုတ်တင်နေပါလေဒုတိယအချက်ကတော့ကျွန်တော်တို့တားကောင်မဖမ်းခင်တောအကြောင်းလေ့လာဖို့လိုပါတယ်ဗျကိုက business လုပ်မှလေအဲ့တော့ဘာလဲဆိုရင်စီးပွားရေးအကြောင်းကိုကသိဖို့လိုတယ်ဗျအဲ့တော့ဘာဆိုကျွန်တော်တို့ဒီစီးပွားရေးသင်တန်းကြီးကြိုပြီးတော့တထားတင်တယ်ဗျအဲ့အရာတွေကိုကျွန်တော်တို့သိမှလုပ်ငန်းတစ်ခုဘယ်လိုမျိုး run ရမယ်ဆိုတော့ idea ထွက်လာမှာဗျအဲ့လိုထွက်လာပြီးတော့ကျွန်တော်တို့ဗျတေချာ business ကိုလုပ်တက်လာမှာဗျအဲ့တော့ဘာလဲဆိုကျွန်တော်ပြောချင်တာကတော့စီးပွားရေးလုပ်ငန်းတစ်ခုမစခင်စီးပွားရေးပညာတွေကိုကြိုပြီးတော့သင်ထားတာပို့ပြီးတော့ကောင်းမယ်ထင်ပါတယ်ဗျအဲ့တော့ဗျာဒီကိုကျွန်တော်တို့သင်ထားမဲ့အပြင်ဗျာဒီလုပ်ငန်းတစ်ခုဆိုတာလည်းကျွန်တော်တို့ဒီလုံးမသိတာဗျာလော်ရင်းနဲ့လည်းကျွန်တော်တို့သင်ယူရမှာဗျာကိုဘာတွေမှားနေရလဲပြင်ဆင်ရမှာဗျာကိုမသိရင်လည်းကိုနဲ့သိတဲ့သူတွေကိုအပေါင်းအသင်းကြိုပြီးတော့လှုပ်ထားသင်နေဗျာကိုကအခုချိန်စင်းငယ်မရဘူးဆိုရင်စင်းငယ်တည့်ရဲ့တငယ်ချင်းတွေနဲ့ပေါင်းတင်နေဗျာဒါလည်းဆိုတော့ခင်ဗျားတယောက်တည်းနဲ့အကုန်လုံးလိုက်ပြီးတော့သိနေမယ်ဆိုရင်တလုံးစီးပွားရေးလုပ်ဖြစ်မှာမဟုတ်ဘူးလေနောက်တစ်ချက်ကတော့ investment ဗျလုပ်ငန်းတစ်ခုစဖို့အတွက်ကျွန်တော်တို့အရင်းနှီးလိုပါလေဗျအဲ့တော့ပါဆိုရင်ကိုကဒီသူညာကစီမှာဝန်ထမ်းလုပ်နေနေကျွန်တော်တို့ဒီပတ်စံတွေချိုးပြီးစုထားဖို့လိုတယ်ဗျာပြီးတော့ဒီအရှိမပြောခဲ့တဲ့ business အကြောင်းတွေသင်ထားဖို့လိုတယ်ကိုယ်တငယ်ချင်းအပေါင်းအသင်းတွေထဲမှာလည်း business နဲ့ပတ်သက်ပြီးတော့စိန်ငိုင်ကျွမ်းသူဆိုစိန်ငိုင်ဗျအိတ်ဟာဆိုအိတ်ဟာအဲ့လိုလူတွေနဲ့ပေါင်းသင်တယ်ဗျပြီးတော့ကိုကဘာတွေကိုကြိုပြီးတော့လေ့လာထားတဲ့ဆိုတော့စဉ်းစားမယ်ဗျအရင်ကြီးလိုတယ်ဆိုတာလေကိုစမဲ့လုပ်ငန်းပေါ်မူတည်ဗျတချို့လုပ်ငန်းတွေဗျဥပမာဒီ digital marketing agency တို့ real estate တို့ခေါ်တဲ့အိမ်ချမ်းမျိုးပွဲစားလို့ဆိုရင်တော့အရင်ကြီးကအရန်သိမလို့ဘူးဗျကိုကဒီ manufacture industry production ပစ္စည်းတွေထုတ်မယ်ဆိုရင်တော့ investment ကတော်တော်လိုတယ်ဗျအဲ့တော့ကျွန်တော်ပြောချင်တာကတော့ကိုလှုပ်ချင်တဲ့လုပ်ငန်းတစ်ခုကိုလုပ်ဖို့ပတ်စံတွေကြိုပြီးတော့စုထားရမယ်ပညာတွေကြိုတင်ထားရမယ်အပေါင်းအသင်းနောက်ဝတွေရှာထားရမယ်အဲ့လိုမှကျွန်တော်တို့အဆင်ပြေမှာဗျဒါအပြင်ကိုကဒီလုပ်ငန်းတစ်ခုလုပ်နေရင်းနဲ့ဒီလုပ်ငန်းအောင်မြင်မလားကြာရှုံးမလားမသိဘူးလေအဲ့တော့ပါဆိုကိုကဝန်ထမ်းလုပ်နေရင်းနဲ့ဒီလုပ်ငန်းတစ်ခုစမ်းလုပ်ကြည့်တာမျိုးဒီလုပ်ငန်းအတွက်တခြားဘယ်ကနေငါပတ်စံရှာမလဲအဲ့အတူကိုကြိုပြီးတော့စဉ်းစားမယ့်ဟာတွေရှိတယ်ဗျလေကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့တားဆီးနေတဲ့အချက်တွေကတော့အများကြီးဗျကျွန်တော်နောက်ထပ်တစ်ချက်ပြောပြီးတော့ကျွန်တော်ရပ်ပါတော့မှာဗျအဲ့တော့နောက်တစ်ချက်မပြောခင်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ပေးပါဦးဗျထပ်ပြီးတော့ business အကြောင်းအရာတွေလေ့လာလို့ရအောင်လို့ပေါ့ဗျနောက်ဆုံးတစ်ချက်ကတော့ကြောက်တတ်တဲ့စိတ်ပေါ့ဗျငါဒီလုပ်ငန်းကိုလုပ်ရင်အောင်မြင်မှာမလားကိုယ့်ကိုမယုံကြည်တာဗျာတကယ်လို့ငါဒီလုပ်ငန်းလုပ်လို့ရှုံးလာရင်ရောဘယ်သူတွေကဘာပြောမလဲတချို့ကြားဥပါတယ်စိတ်မရောက်ခင်တည်းကမျှကုန်တာလေမိဘတွေဆွေမျိုးတွေကိုတငယ်ချင်းတွေကိုသွားပြီးတော့ပြောပြငါဒီလုပ်ငန်းလေးလုပ်ချင်တယ်ငါမှဒီလို idea ရှိတယ်ဟာမင်းမဖြစ်ပါဘူးကွာနင်းလည်းဆိုရင်ဖြစ်မှာလည်းမဟုတ်ပါဘူးအဲ့လိုမျိုး
အားမပေးတဲ့စကားကြောင့်ကျွန်တော်တို့ကလုပ်ငန်းတစ်ခုကိုကျွန်တော်တို့ကမစားဖြစ်တာတွေကများတယ်ပေါ့ဗျာ